Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဗောနော်ဘန်ကောက်မြို့လူပနေပါပဲချင်မှာပြုလုပ်နေတဲ့ One Fired Live Action Season 2အတွက်အမိုက်စာ promotion ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာ One Fired Market ပြည်သက်တွေလည်းဗောနော်အထူးသတင်းကောင်းပဲဖြစ်ပါတယ်ခင်ဗျာ promotion ကာလကတော့ Meshla 10ရက်ကနေ Meshla 15ရက်အထိပဲဖြစ်ပါတယ်ခင်ဗျာစာပေပေးတဲ့အချိန်ကတော့မနက်ပိုင်းပေါ့နော်9နာရီကနေနေ့လယ်1နာရီတစ်ကြိမ်နေ့လယ်2နာရီကနေည6နာရီခွဲတစ်ကြိမ်ဆိုပြီးနှစ်ဖြတ်ခွဲပေးပါတယ်ခင်ဗျာဒီ promotion ပွဲကြီးမှာလာရောက်တဲ့သူတွေပေါ့နော်လူဗီရဲ့ရှော့ပါလေးတွေနဲ့အတူပေါ့နော်အမတရားတပုံလေးတွေတွေ့ရနိုင်ပါတယ်ခင်ဗျာခုပြောချင်တာပေါ့နော်စောလာပြီးတော့စိတ်ရှိရှိနဲ့တန်စီဖို့တော့လွယ်ပါလိမ့်မယ်ခင်ဗျာလူတွေကအများကြီးပေါ့နော်ကျွန်တော်ကပေါ့နော်ဒီ promotion ပွဲကြီးရဲ့အဓိက main ကပေါ့နော်အခုတော့လှပတဲ့ပဲလေးခင်ဗျာလေလေးကိုပေါ့နော်10မိနစ်ခန့်ကြာအောင်ပေါ့နော်ခါမီ free စီနိုင်ခြင်းပြပါတယ်ခင်ဗျာချစ်တဲ့မိတ်ဆွေအကုန်လုံးပေါ့နော်အားရန်လာလေးပေါ့ဖိတ်ခေါ်ပါတယ်အားလုံးကို bye bye